အားလုံးပဲမင်္ဂလာပါ DH Regular Class ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာကတော့ new folder တွေကိုဆက်ပြီးတော့ဘယ်လိုဆက်ပြီးတော့ delete တွေလုပ်လို့ရလဲဆိုတဲ့အကြောင်းရယ်ပြီးလို့ရှိရင်အဖွင့်ပိတ်တွေဘယ်လိုလုပ်လို့ရလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့သင်ကြားပေးမယ့်အကြောင်းအရာဖြစ်ပါတယ်เนาะအဲဒါကြောင့်မလို့အခုစပြီးတော့ဒီ DH ကနေပြီးတော့ထုတ်ထားတဲ့စာအုပ်ကို ebook ကိုအရင်ဆုံးစပြီးဖွင့်ထားလိုက်မယ်ပေါ့เนาะအဲ့မှာဆိုရင်ဒီမှာ new folder ကိုတကယ်လို့ကိုဖွင့်မယ်ဆိုလို့ရှိရင် new folder ဖွင့်မယ်ဆိုလို့ရှိရင်ကိုဖွင့်လို့တဲ့ new folder ကို select တော့အရင်မှတ်ပေးရမယ်เนาะဥပမာထားပါတော့ဒီမှာဆိုရင်ပြပေးမယ်ဒီမှာဆိုရင်ဒီမှာ new folder တွေခုနေ့က create လုပ်ထား new folder ရှိတယ်ဒီမှာ book တို့ music တို့ ebook တို့ဟိုနေ့ကပထမနေ့ကပြောထားတဲ့ file ထဲမှာပါတဲ့ဟာပေါ့နော် file ပထမနေ့ကပြောထားတဲ့ video ထဲမှာပါတဲ့ဒီ new folder ကိုနာမည်တွေဘယ်လို change လဲဆိုတဲ့အကြောင်းအရာကိုအသေးစိတ်ပြောပြပေးတဲ့ထဲမှာပါတဲ့ folder တွေပေါ့နော်အဲ့ folder တွေကိုဖွင့်တော့မယ်ဆိုရင်ကိုကထားပါတော့ဒီ book ဆိုတဲ့ folder ကိုဖွင့်နေတယ်ပေါ့နော် book ဆိုတဲ့ folder ကိုဖွင့်နေတယ်ဆိုရင် book folder ရဲ့ folder ကို select မှတ်ပေးရမယ် select ဆိုတာကြာဘယ်လိုမှတ်ပေးရလဲဆိုတော့ဒီ mouse ကနေပြီးတော့ဒီလက်ညှိုးလေးပေါ့နော် mouse ကနေလက်ညှိုးလေးနဲ့တစ်ချက်နှိပ်တာကိုဒါကို select မှတ်တယ်လို့ခေါ်တယ်နော်အဲ့ဟာကို mouse ကနေလက်ညှိုးလေးနဲ့ select တစ်ချက်နှိပ်ပြီးတော့ဒါ select အရင်မှတ်ပေးမယ် select မှတ်ပြီးသွားလို့ရှိရင်ဒီ keyboard မှာရှိနေတဲ့ဒီ keyboard မှာရှိနေတဲ့ enter key နဲ့လေ enter key keyboard မှာရှိနေတဲ့ enter key နဲ့ဒီမှာဆိုရင်ပြပေးမယ်ဒီမှာဆိုရင် keyboard မှာရှိနေတဲ့ဒီမှာ keyboard မှာရှိနေတဲ့keyboard မှာရှိနေတဲ့ဒီမှာ enter key ရှိရနော်အဲ့ enter key နဲ့တစ်ချက်နှိပ်ပြီးတော့enter key နဲ့ချက်နှိပ်ပြီးဖွင့်ပြလို့ရတယ်ပေါ့နော်အဲ့ဒါကတစ်ချက်နောက်တစ်ချက်ကကြတော့နောက်တစ်နည်းကကြတော့ကိုဖွင့်လို့တဲ့ folder ကို select အရင်မှတ် select တော့အရင်မှတ်နော်လက်ညှိုးနဲ့ click တစ်ချက်နှိပ်အဲ့ဒါ select မှတ်တာ select မှတ်ပြီးတော့အဲ့ keyboard မှာရှိနေတဲ့ mouse ကနေပြီးတော့ဒီလက်ညှိုးလေးနဲ့ထပ်ထောက်တဲ့ဟာဒီလက်ညှိုးလေးနဲ့ထောက်တဲ့ click left click ပေါ့နော်အဲ့ဒါကိုနှစ်ချက်နှိပ်လိုက်ရအဲ့ဒါကို double click လို့ခေါ်တယ်အဲ့တော့ mouse ကရှိနေတဲ့လက်ညှိုးလေးနဲ့နှစ်ချက်နှိပ်လိုက်မယ်လို့နှိပ်လိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ folder ဆိုပြီးပွင့်သွားပြီပေါ့နော်ဒါက folder ကိုဖွင့်တဲ့အကြောင်းနောက်တစ်နည်းကကြတော့နောက်တစ်နည်းအနေနဲ့ဖွင့်မယ်ဆိုလို့ရှိရင်ကြတော့ဘယ်လိုဖွင့်လို့ရလဲဆိုတော့နောက်တစ်နည်းနဲ့ဖွင့်မယ်ဆိုရင်ကြတော့အဲ့လိုပဲဒီ folder ကို select မှတ်ထားမယ်နော်ကိုဘာပဲလုပ်လို့ select တော့အရင်မှတ်ပြီနော်လုပ်တော့မယ်ဆိုလို့ရှိရင် folder ကို select အရင်မှတ် select မှတ်ပြီးသွားလို့ရှိရင် mouse ကနေပြီးတော့လက်ညှိုးလက်ခလယ်နဲ့သွားတဲ့ဟာရှိတယ် mouse ကနေ left click နဲ့သွားတဲ့ဟာကို left click right click လို့ခေါ်တယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာပေါ်လာတဲ့ဟာကနေပြီးတော့ဒီမှာ open ဆိုတာရှိတယ် open ဆိုတာကနေပြီးတော့တစ်ချက်နှိပ်ပြီးလိုက်အဲ့ဒါဆိုလို့ရှိရင်လည်းဒါ folder ပွင့်သွားပြီပေါ့နော်တကယ်လို့ folder ဖွင့်တဲ့နည်းလမ်းက3နည်းလမ်းရှိတယ်ပေါ့နည်းလမ်း3ခုရှိတယ် select တော့အဲ့မှာဘာပဲလုပ်လို့ select တော့အရင်မှတ်ပေး select မှတ်မယ်ဆိုလို့ရှိရင် mouse ကနေပြီးတော့လက်ညှိုးလေးနဲ့တစ်ချက်နှိပ်တာဒါ select မှတ်တာပေါ့နော်အဲ့ဒါကိုkeyboard ကနေပြီး enter နဲ့ဖွင့်ပြီးတော့ select မှတ်ရင်လည်းရkeyboard ကနေ enter နှိပ်ပြီးတော့ဒီ folder ဖွင့်ရင်လည်းရတယ်နောက်တစ်နည်းကကြတော့ဒီ double click ပေါ့နော် double click ဆိုတာကြတော့ mouse မှာပါတဲ့လက်ညှိုးလေးနဲ့နှစ်ချက်ဇက်တိုက် click နှိပ်တဲ့ဟာကိုလက် double click လို့ခေါ်တယ်အဲ့နှစ်ချက်နှိပ်ပြီးတော့ဖွင့်ရင်လည်းရတယ်နောက်တစ်နည်းကကြတော့ဒီ mouse မှာပါတဲ့လက်ခလယ်နဲ့နှိပ်တဲ့ဟာကို right click ခေါ်တယ်အဲ့ right click နဲ့နှိပ်ပြီးတော့အဲ့မှာ open ဆိုတာနဲ့တွားပြီးဖွင့်လိုက်လည်းရတယ်ပေါ့နော်ဒါကိုကြိုက်တဲ့နည်းနဲ့အသုံးပြုပြီးဖွင့်ပြလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ဖွင့်လိုက်မယ်ဖွင့်လိုက်လို့ရှိရင်ဒီမှာတက်လာပြီပေါ့နော်ဒီမှာ new folder ကြီးတက်လာပြီပေါ့အမှန်မှာ new folder တက်လာပြီဆိုရင် new folder ကညာဘက်အပေါ်ထောက်မှာရှိတဲ့ဘယ်ကအစွန်တုံးလေးကို minimize လို့ခေါ်ရတယ်ဒီမှာဆိုရင်ဒီမှာ new folder ရှိတယ်အဲ့ဒီမှာရှိနေတဲ့ဒီဘယ်ဘက်ကအစွန်ဆုံးအတုံးလေးဒီတုံးလေးကိုပြောနော်အဲ့ဒီတုံးလေးကိုတော့ minimize လို့သူကဒီမှာ mouse click နဲ့တွားတင်လိုက်ရင်လည်းသူက minimize လို့ပြောပြနော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကြတော့ဒီမှာဆိုရင် file ကိုခဏခြုံလိုက်တယ်ပေါ့နော် file ကိုခဏသိမ်းထားတဲ့ပုံဒီဓာတ်ရဲ့ text bar လို့ခေါ်တယ်နော်ကွန်ပျူတာဖွင့်လိုက်ပြီးလို့ရှိရင်ဒီဘားတိုင်းရှည်ရှိတယ်အဲ့ဘားတိုင်းရှည်ကို test bar လို့ခေါ်တယ်အဲ့ test bar ပေါ်မှာသွားပြီးတော့ခဏသိမ်းပေးထားတာဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ဒီမှာဆိုရင်ဒီမှာ new folder မှာခုနကတော့ဖွင့်လိုက်တာ book ဆိုတာရှိရနော်အဲ့ book ဆိုတဲ့ထဲကနေပြီးတော့အဲ့ book ဆိုတဲ့ folder ကိုဖွင့်လိုက်တာမို့လို့ကိုကဒီမှာဆိုလို့ရှိရင် book ဆိုတဲ့ folder ကိုဒီ test bar ဘားတိုင်းရှည်မှာသွားပြီးခဏသိမ်းပေးထားနော်ဒီဘက်ဒီညာဘက်အပေါ်ဆုံးထောင်းမှာရှိတယ်ဒီဘက်အစွန်ဆုံးထောင်းလေးကဒါ minimize လို့ခေါ်တယ်အဲ့လေးကိုတစ်ချက်နှိပ်လိုက်ရင်ဒီ test bar မှာသွားပြီးတော့သိမ်းပေးထားနော် test bar မှာသွားပြီးတော့သိမ်းပေးထားတာနောက်တစ်ခုကကြတော့ဒီဟာရဲ့ဘေးမှာရှိတဲ့ဟာကိုဒီမှာကြည့်လိုက်အဲ့ဒါကကြတော့ तू ကခဏပိတ်တာပေါ့ဒီအကြီးအကျယ်ပြုလုပ်တဲ့ဟာမျိုးပေါ့နော်ကိုကဒီဟာကိုအချင်းချင်းလေးနဲ့လှုပ်ထားပြီးမှထားပါတော့ဒီမှာဆိုရင်ဒီမှာလို့လားဒီဥစ္စာကဒီမှာချင်းလေးဖြစ်နေနော်ဒီ file ကသေးတဲ့ပုံစံဖြစ်နေပေါ့နော်ဒီလိုမျိုး file အသေးလေးဖြစ်နေတယ်ဒီ folder ဖွင့်လိုက်တဲ့ချိန်မှာဒီလို file အသေးလေးဖြစ်နေအဲ့ချိန်မှာကိုကအကြီးနဲ့ပြန်ပြီးကြည့်နေတယ်ကြီးနဲ့ပြန်ကြည့်ပြီးကြည့်နေဆိုလို့ရှိရင်ဒါကိုဒီအလဲကောင်ကဟာလေးဒီ4000တုံးလေးပေါ့နော်ဒီ student ပုံစံတုံးလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုတော့သူအကျယ်ပြန်ဖြစ်သွားပြီအဲ့ဒါမှကိုကခုနလိုပဲအသေးလေးပြန်ပြီးထားခြင်းနဲ့ဆိုလို့ရှိရင်ဒီအလဲကောင်ကဒီအတုံးလေးကိုပဲတစ်ခါပြန်ပြီးနှိပ်လိုက်အဲ့ဒါဆိုရင်သူအသေးလေးပြန်ဖြစ်သွားမှာနော်ပြန်ပြမယ်ဆိုလို့ရှိရင်ဒီ new folder ကိုဖွင့်လိုက်တဲ့အချိန်မှာဒီ new folder တွေမဟုတ်ဘူးပေါ့နော်ကိုcreate လုပ်လိုက်တဲ့ folder ပေါ့ new folder ကိုနာ
မယ်ချိန်လိုက်တဲ့ folder ပေါ့နော်ကိုဖွင့်လိုက်တဲ့ folder ကိုဖွင့်နေတဲ့ folder ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီညာဘက်အစွန်ဆုံးရဲ့အပေါ်ဆုံးထောင်းမှာပေါ်နေတဲ့ဒီတုံးလေးကကြတော့ဒီလိုမျိုး minimize ဆိုတာကြဒါခဏချုံတာဖြစ်တယ်နောက်တစ်ခါကျခဏချုံတာဆိုတာ test bar ပေါ်သွားပြီးတော့ခဏသိမ်းထားပေးတာပေါ့နော် test bar ပေါ်သွားပြီးတော့ခဏသိမ်းထားပေးတာဖြစ်တယ်ဒီအလဲကောင်မှာရှိနေတဲ့4000အတုံးလေးရာကြတော့ဒီမှာသေးရင်ကြီးမယ်ကြီးရင်တကယ်လို့ကိုကအသေး size ကလေးကိုကအသေး size အကြီး size ကိုလိုချင်တယ်ဆိုလို့ရှိရင်ပြန်နှိပ်လိုက်လို့ရှိရင်အသေး size ကနေအကြီး size လိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီတုံးလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်သေးတဲ့ size ကလေးကနေပြီးတော့သူကြီးတဲ့ size ဖြစ်သွားမယ်အဲ့ကြီးတဲ့ size ကမှကိုကသေးတဲ့ size ကလေးပြန်လိုချင်တယ်ဆိုလို့ရှိရင်လည်းဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်အဲ့ဒါဆိုတော့သူပြန်ပြီးအသေးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါအောင်မှာကိုကပြန်ပြီးတော့ဒီ folder ကြီးတစ်ခုလုံးကိုပိတ်လိုက်ချင်တယ်ဗောနော်ကိုအသုံးမလို့တော့ပိတ်လိုက်တော့မယ်တကယ်လို့ဆက်ကို shutdown ချစရာ shutdown ချတော့မဆိုလို့ရှိရင်လည်းရှိသမျှ folder တွေ file တွေအကုန်လုံးပိတ်ပြီးမှ shutdown ချပေးရတယ်အဲ့တော့တရားမလို့ကွာဒီ folder ကြီးကိုပိတ်တော့မယ်ဆိုလို့ရှိရင်じゃဘယ်ရသွားရလဲဆိုတော့ဒီမှာရှိရဲဒီမှာ cross ပုံစံလေးတို့လား X လိုမျိုးပုံစံလေးအဲ့ဒါလေးကကြတော့ပိတ်ထားပါတဲ့ကွာဒီမှာတစ်ချက်နှိပ်ကြည့်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုပိတ်ထားပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာ folder တစ်ခုကိုဖွင့်တော့မယ်ဆိုရင်နီလန်းက3နီလန်းရှိတယ်ဖွင့်ပြီးလို့ရှိရင်ဒီထဲမှာရှိနေတဲ့ဟာတွေကလည်းပဲဒီမှာဆိုလို့ရှိရင်ကွာခဏချုံထားခြင်း test bar ပေါ်မှာကွာခဏချုံထားခြင်းနဲ့ဆိုလို့ရှိရင် minimize နဲ့နှိပ်ထားပြီးချုံထားလို့ရတယ်နောက်တစ်ခါကျဒီအလဲကောင်တုံးလေးကကြတော့တကယ်လို့သေးတာကနေကြီးတာတို့ကြီးတာကနေသေးတာလို့ချင်းသုံးရတယ်ပြီးတော့လို့ရှိရင်ဒီဘက်အစုံစုံညာဘက်အစုံစုံထောင်းလေးမှာရှိနေတဲ့ဒီ cross လိုပုံစံလေးကကြတော့ဒါ close ကိုပြောတာเนาะဒီ folder ကိုပိတ်လိုက်တာပေါ့เนาะပြန်ဖွင့်နေတယ်ဆိုလို့ရှိရင်တော့စောစောပြောထားတယ်နီးလန်းနေနဲ့ဖွင့်လို့ရတယ်ကိုကပြီးလို့ရှိရင်ကိုကဒီမှာဆိုရင်ပြောဒီမှာညာဘက်ဆိုတော့ဒီမှာပိတ်မယ်ဆိုလို့ရှိရင်တကယ်လို့ဒီလေဒီ folder ကိုလေကိုကဖွင့်ထားပြီပေါ့เนาะကိုကဖွင့်ထားပြီးတဲ့အချိန်မှာကိုကပိတ်ချင်တယ်ဆိုလို့ရှိရင်ကိုကပိတ်ချင်တယ်ဆိုလို့ရှိရင်ဒီ cross နဲ့သွားနှိပ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်သူက shortcut နေနဲ့ကြတော့ဘာလို့သုံးလို့ရလဲဆိုတော့ keyboard ကနေဒီမှာ keyboard ကနေပြီးတော့ order လေးကိုဖိထားပြရkeyboard ကနေ order လေးဒီ order လေးကိုဖိထားမယ် keyboard က order လေးကိုဖိထားပြီးတော့ဒီအပေါ် function key F4 လေးဒီ function key F4 လေးဒီ order ကိုဖိထားပြီးတော့ဒီ function key F4 ကိုတွဲပြီးတော့နှိပ်ပြရမယ်အဲ့ဒါဆိုလို့ရှိရင်လည်း file ပိတ်သွားလိမ့်မယ်အခုနမူနာနေနဲ့လုပ်ပြပေးမယ်เนาะဒီမှာဆိုလို့ရှိရင် order ကိုဖိထားမယ်ပြီးလို့ရှိရင် F4 ကိုလှမ်းပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါ folder ကိုပိတ်လိုက်တာပေါ့เนาะဒါက folder ကိုပိတ်တဲ့ဟာကိုပြပေးတာเนาะတကယ်လို့ဒီမှာဆိုလို့ရှိရင်new folder ကိုညာဘက်ကအတုံးလေးကကြာ minimize လို့ခေါ်တယ်ခဏချုံထားတာပေါ့နော် test bar ပေါ်မှာသွားပြီးတော့ခဏချုံထားခြင်းနှိပ်ရတယ်အလဲက4000ကွင်းလေးရကြောင်း new folder ကိုအကျဉ်းကျယ်ပြီးလို့ရှိရင်နှိပ်ရတယ်ပြီးလို့ရှိရင်ညာဘက်အစုံမှာရှိနေတဲ့ cross x ပုံစံလေးပေါ့နော် cross ပုံစံလေးရကြောင်း new folder file ပိတ်မယ်ဆိုလို့ရှိရင်နှိပ်ရတယ် shortcut ကကြတော့ order f4 ဖြစ်ပါတယ်တဲ့အဲ့မှာ new folder တွေကိုဖြတ်တော်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်ရလဲဆိုတဲ့အကြောင်းဆက်ပြောပြမယ်နော် new folder ပေါ့ထားပါတော့ဒီ box ဆိုတဲ့ folder ကိုဖြတ်တော်မယ်ဆိုရင်ကိုဘာပဲလုပ်လို့ select ကတော့အရင်မှတ်ပေးရမယ်နော် select မှတ်တဲ့နည်းကစောစောကလည်းပြောပြီးသွားပြီဒီ mouse မှာပါတဲ့လက်ညှိုးလေးနဲ့ click တစ်ချက်နှိပ်ပေးရမယ်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့ဖြတ်လို့ရလဲဆိုတော့ဒီမှာ keyboard မှာပါတယ် delete key ဆိုတာရှိလိမ့်မယ်ဒီမှာ keyboard မှာဒီမှာ delete key ဆိုတာရှိလိမ့်မယ်အဲ့ delete key ကိုနှိပ်ပြီးတော့ဖြတ်လိုက်ရင်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပြန်ပြပေးမယ်ဒီမှာဆိုလို့ရှိရင် select အရင်မှတ်မယ်ဒီ box ဆိုတဲ့ folder ကို select အရင်မှတ်လိုက်မယ် mouse ကနေပြီးတော့ left ညှိုးလေးနဲ့တစ်ချက်နှိပ်ပြီးတော့ select အရင်မှတ်မယ် select မှတ်ပြီးတော့ keyboard မှာပါတယ် delete ဆိုတာကိုနှိပ်လိုက်လို့ရှိရင်လည်းပဲသူဒီမှာဆို delete ဆိုတာနှိပ်လိုက်ပြီးတော့ကြောင့်မို့ပြတ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါပြတ်သွားတယ်ဒါက new folder ကိုဖြတ်တဲ့တနည်းနောက်တနည်းကကြာဒီမှာ movie folder ကိုဖြတ်ပြပေးမယ်နော်အဲဆိုလို့ကိုဘာပဲလုပ်လို့ select ကတော့အရင်မှတ်ပြရမယ် select မှတ်ပြီးမယ်နော်ဒီမှာဆို select မှတ်လိုက်ပြီး mouse ကနေပြီးတော့လက်ညှိုးလေးနဲ့ဖိရဟာနဲ့ select အရင်မှတ်လိုက်မယ်မှတ်ပြီးသွားလို့ရှိရင်ဒီမှာသူ့မှာ double right click ကကြာဘယ်ကနေနှိပ်ရလဲဆိုတော့ဒီလက်ညှိုးနဲ့လက်ကလေးနဲ့ mouse ကိုနှိပ်ရတဲ့အချိန်မှာလက်ကလေးနဲ့နှိပ်တဲ့ဟာပေါ့နော်လက်ကလေးနှိပ်တဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ show more option ဆိုတာရှိလိမ့်မယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုရင် select ပြန်မှတ်မယ်ပြီးသွားလို့ရှိရင် right click ပြန်နှိပ်မယ် left click နဲ့နှိပ်တဲ့ဟာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာပေါ်လာတဲ့ထည့်ရမှာ delete ဆိုတာနှိပ်လိုက်လေရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ delete ဆိုတဲ့ folder ပျောက်သွားပြီဆိုတော့ရင် delete folder လေးပျောက်သွားdelete နှိပ်လိုက်ပြီဆိုရင်ခုန both folder movie ကိုအဲ့ folder တွေအကုန်ပျောက်သွားပြီပေါ့နော်အဲ့တော့မှာကိုကဒါကကြာနီးလန်နှစ်နီးလန်ပြောပြပြတာเนาะနီးလန်နှစ်နီးလန်ဒါပေမဲ့အဲ့ဒီဥစ္စာကကြာအဲ့လိုမျိုးဖြတ်လိုက်ပြီဆိုလို့ရှိရင်ဒါရိုးဒီ keyboard က delete တို့ဒီ right click နှိပ်ပြီးတော့ delete တို့နှိပ်လိုက်တာကြာအပြီးပိုင်ပြတ်မသွားဘူးဒီ set ထက်မှာကြီးသူကယာယီတိုးလောက်သိသိထားတဲ့နေရာရှိတယ်အဲ့ဟာဘယ်ဟာလဲဆိုတော့ဒီ recycle bin ဆိုတာရှိတယ်အဲ့ recycle bin ထဲကိုသူကရောက်သွားမှာအပြီးပိုင်ပြတ်မသွားအဲ့တော့ကိုက recycle bin ကိုဖွင့်ကြည့်လိုက်မှာเนาะ recycle bin ကိုဒီမှာဆိုလို့ရှိရင်ဖွင့်နေတယ်ဆိုတော့ဒီလိုပဲ recycle bin ကိုဖွင့်မယ်ဆိုလို့ရှိရင် recycle bin ကို select အရင်မှတ် select မှတ်တယ်ဆိုတာကြာတော့ mouse ကနေပြီးတော့လက်ညှိုးနဲ့နှိပ်တဲ့ဟာကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင် double click နဲ့နှိပ်လိုက်ပေါ့နော် double click နဲ့နှိပ်ပြီးတော့ဖွင့်လိုက်အဲ့ဆိုလို့ရှိရင်ဒီမှာဆိုရင် recycle bin ပွင့်သွားပြီနော်အဲ့မှာဆိုကြည့်လိုက်ဒီမှာ box ဆိုတဲ့ folder ရဲ့ခုန movie ဆိုတဲ့ folder ရဲ့အဲ့ folder နှစ်ခုကဒီမှာရောက်နေတော့မှာနော်
အဲ့မှာယာယီသိမ်းစီထားလို့မဖြစ်နေတယ်အဲ့တော့ကိုကဒီ file ကိုလုံးဝဒီ set ထဲမှာမမြင်ရင်တော့ဒီ set ထဲမှာလုံးဝမရှိရင်တော့အပြီးပိုင်းဖြတ်တော့မယ်ဆိုရင်じゃဘယ်လိုဖြတ်ပေးရလဲဆိုတော့じゃတော့ဒီမှာဆိုလို့ရှိရင်ကိုကထားပါတော့ဒီ folder လေးကိုဖြတ်ချင်တယ်ပေါ့နော်ဖြတ်ချင်တဲ့ folder ကိုဒီမှာဆိုလို့ရှိရင်ဒီမှာ music ဖြတ်ချင်တဲ့ folder ကိုဖြတ်ချင်တဲ့ folder ကို select ကတော့အရင်မှပေါ့နော် mouse ကနေ left click နဲ့လက်ညှိုးလေးနဲ့ click တစ်ချက်နှောက်တဲ့ဟာကိုနှိပ်ပြီးသွားလို့ရှိရင် keyboard မှာပါတယ်ဘာကိုတွက်နှိပ်ပြရမလဲဆိုတော့keyboard မှာဒီမှာ shift key ဆိုတာရှိရတယ်ဒီမှာတွေ့လား shift ကဲဒီမှာ delete ရဲ့အဲ့ shift ကိုဖိထားပြီးတော့ delete key နဲ့တွက်နှိပ်ပြီးလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တော့သူပြတ်သွားလိမ့်မယ်နော်အပေးပိုင်းပြတ်သွားလိမ့်မယ်အဲ့တော့ကိုက select မှတ်ပြီးသွားပြီ select မှတ်ပြီးသွားလို့ရှိရင် shift နဲ့ delete နဲ့တွဲပြီးနှိပ်ပြီးလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာမေးတယ်သူက are you sure you want to permanently delete တယ်လုံးအပြီးဖြတ်တော့မှာလားတဲ့ဒီ folder ကြီးကိုဒီ music ဆိုတဲ့ folder ကြီးကိုတဲ့အပေးပိုင်းဖြတ်တော့မှာလားလို့မေးလိုက်တယ်အဲ့တော့ကိုက yes ကိုကတကယ် create ဖြတ်မှာမို့လို့ yes ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုကြည့် music folder မရှိတော့ဘူးဒီမှာဆိုရင် recycle bin ကိုလည်းတွားဖွင့်ကြည့်လိုက်မယ်နော်။ဒါဆို recycle bin ဖွင့်မယ်ဆိုရင် recycle bin ကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်under keyboard က under နဲ့ဖွင့်လိုက်လဲရတာပေါ့နော်။ဒါ new folder တွေကိုဖွင့်တဲ့ပုံစံနဲ့တွားပြီးတော့တစ်စင်နဲ့ဒီမှာကြည့်ကြည့်လိုက်ဒီမှာဆိုရင်ခုနဖြတ်လိုက်တယ် music ဆိုတဲ့ folder ကဒီ recycle bin နဲ့မှာတွားပြီးတော့မသိမ့်ပြီးတော့ဘူးပေါ့နော်။ recycle bin နဲ့မှာလည်းမရှိတော့ဘူးပေါ့new folder ကိုဒီမှာဖြတ်မယ်ဆိုလို့ရှိရင်ကိုဖြတ်လို့တဲ့ folder ကို select အရင်မှတ်ပါ keyboard က delete key နဲ့နှိပ်ပြီးတော့ဖြတ်ပေးရပါမယ်တဲ့နောက်တစ်နည်းနဲ့ဖြတ်မယ်ဆိုလို့ရှိရင် folder ကို select မှတ် mouse ကနေ right click ကိုနှိပ်ပြီးတော့ show more option အဲ့ဒီကနေပြီးတော့တွားပြီးနှိပ်လို့လည်းရတယ်သူကသူ delete ပေါ်လာရင်လည်းဒီ show more option ကိုတွားကြမှာမဟုတ်ဘူးပေါ့နော် show more option ကိုတွားပြီးမှဖြတ်မယ်ဆိုလည်းရတယ်မှာပြန်ပြပါမယ်ကြည့်ဒီမှာ right click ထောင်းမယ်right click ထောက်ပြီးတော့ဒီမှာဆိုရင် show more option ကနေများ delete နဲ့တွားပြီးနှိပ်ပြီးလဲရတယ်မှာလည်း delete ရှိရပါတော့ဒီကိုအစင်ပြနေရာတွားပါတော့ဒီမှာလည်းတန်းတွေ့တယ်ဆိုလို့ရှင်တော့ right click နှိပ်လိုက်တဲ့အချိန်မှာကိုတန်းပြီးတော့ delete ဆိုတာကိုတွေ့တယ်ဆိုရင်တော့တန်းပြီးတော့ဖြတ်ပေးလိုက်လဲရတယ်ပေါ့နော်ဒါကိုစိတ်ကြိုက်ပေါ့ဒီမှာ delete လည်းရှိတယ်ကိုစိတ်ကြိုက်ကိုကကို delete ကိုကြိုက်တဲ့ပုံစံနဲ့ရွေးပြီးတော့ဖြတ်ပေးလို့ရတယ်ပေါ့နော်show more option အဲ့ရနေပြီးသွားပြီး delete နဲ့နှိပ်ပြီးတော့ဖြတ်ရင်လည်းရပါတယ်တဲ့ delete နဲ့တကယ်လို့ဖြတ်တဲ့အခါမှာ recycle bin လို့ခေါ်တယ်ခုနပြောတဲ့အမိုက်ပုံနဲ့ကိုယာယီသွားပြီးတော့တင်ပေးထားတယ်တကယ်လို့ကိုဖြတ်လို့တဲ့ folder ကိုလုံးဝအပြီးဖြတ်ရှင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ shift ကိုပြီးတော့ shift delete နဲ့နှိပ်လို့ရှိရင်တော့ folder ကြီးကအပြီးပြတ်သွားမှာဖြစ်ပါတယ်တဲ့เนาะအဲ့တော့ဒီနေ့သင်ပေးတဲ့သင်ခန်းစာကကြတော့new folder ကိုnew folder မှာပါ new folder ကိုဘယ်လိုဖွင့်ရလဲဆိုတဲ့အကြောင်းအရာเนาะဘယ်လိုဖွင့်လဲဆိုတော့ခုနနီလန်3နည်းပြောပြထားတယ် new folder ဖွင့်မယ်ဆို select ကတော့အရင်မှတ်ပေး select ရင်မှတ်ပြီးတော့ keyboard ကနေ enter နဲ့နှိပ်ပြီးဖွင့်တာရှိမယ်နောက်တစ်နည်းကကြတော့ new folder ကို right click နှိပ်ပြီးတော့အဲ့ဒီမှာရှိရ open နဲ့ဖွင့်ရင်လည်းရတယ်နောက်တစ်နည်းကကြတော့ new folder ကို double click နဲ့ပေါ့ new folder ကို select မှတ်ကိုဖွင့်လို့တဲ့ folder ကို select မှတ်ပြီးတော့ဒီလက်ညှိုးနဲ့နှစ်ချက်နှိပ်တဲ့ double click နဲ့သွားနှိပ်ပြီးတော့ဖွင့်လဲရတယ်ပေါ့နော်ဒါဖွင့်တဲ့အကြောင်းပြီးတော့လို့ရှိရင်သူ့ကိုဖွင့်လိုက်တဲ့အချိန်မှာပေါ်လာတဲ့minimize တွေဒီမှာ restore ပေါ့နော်ဒါဘယ်လိုမျိုးအကျဉ်းကျယ်ဘယ်လိုရလဲဆိုတဲ့အကြောင်းအရာပြီးလို့ရှိရင်ဘယ်လိုဖြတ်လို့ဘယ်လိုပိတ်လို့ရလဲဆိုတဲ့အကြောင်းအရာတွေရယ်နောက်တစ်နည်းကကြတော့ဒီ new folder ကြီးကိုဒီ new folder ကိုဘယ်လိုမျိုးသွားပြီးတော့ဖြတ်လို့ရလဲပေါ့နော်ဖြတ်မယ်ဆိုလို့ရှိရင်ရိုးဒီ keyboard ကနေပြီးတော့ select တော့အရင်မှတ်ပြီပေါ့နော် keyboard ကနေ delete နဲ့ဖြတ်ရတဲ့နီလန်းရယ်နောက် right click ထောက်ပြီးတော့ delete နဲ့ဖြတ်တဲ့နီလန်းရယ်နောက်အပြီးပိုင်ဖြတ်တဲ့နီလန်းကြတော့ keyboard ကနေ shift ကိုဖိထားပြီး delete နဲ့ဖြတ်တဲ့နီလန်းရယ်ဆိုပြီးတော့နီလန်းအကြောင်းကိုပြောပြပေးတာเนาะဒီကတော့ဒီနေ့အတွက်ကို new folder ကိုအပိုင်း2ကိုဆက်ပြီးတော့သင်ပေးတဲ့အကြောင်းအရာဖြစ်ပါတယ်နောက်နေ့သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့မယ်အခုလိုမျိုးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့နောက်နေ့တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like နဲ့subscribe လေးလုပ်ခဲ့ဖို့ကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်ဒီ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အခုလိုမျိုးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်